မှာကျွန်တော်ထားပါကျွန်တော်ဒီနေ့မှာတော့ skater off hair ဆိုတဲ့ game ကိုဆော့ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ game ကိုလိုက်ပြီးဆော့လိုက်ရအောင် let's go ဩဒါရောမိုက်အေးရကျွန်တော်လေးစားနေကြမသိပါဘူးသိပြီအော်ဒါဟိုကနဲ့တူတယ်ကျွန်တော်ဟိုအရင်တစ်ခါဆော့ပြဘူးလေ skateboard OV နဲ့တူတယ်skateboard OV ကကျွန်တော်ပိုကောင်းရတယ်ကျွန်တော်ဟိုကဒီကောင်ကလည်းမသိဘူးကောင်းဒီကောင်ကကြတော့ဟိုကအခုနက skateboard ဟိုကကြတော့ချောင်းလေးရကြတော့ဖနစီရဲ့ဥစ္စာ skate အားကြောင့် state ရဖလားရဖို့တော့ခက်တယ်နော်ကျွန်တော်လည်းဒါမှဒီကောင်ကပို့ပြီးဆော့လို့ကောင်းတယ်ထင်တယ်ပေါ့ဆိုတော့ဟို skate ရကြတော့ကျွန်တော်ရွှေ့ချင်တိုင်းရွှေ့လို့မရဘူးကောင်းတယ်နဲ့ဘာကပိုက်တွေ့ရတယ်ဒါကဘာလုံးရဲ့ကြည့်ပဲဟုတ်ရရဘယ်လိုချောတော့ပါလားကျွန်တော် state ဟိုမှရမှာဟာညောင်ကြီးကဘာလုံးရဲ့ကြည့်ပဲဒီကနေ့ခက်တယ်နော်ဒီကိန်းက6မိနစ်နဲ့ကျွန်တော်ပြိုင်မောင်းရမှာကျွန်တော်သိပြီကျွန်တော်သိပြီဒီကကျွန်တော်ပြိုင်မောင်းတေးပြန်ပြီပြိုင်မောင်းရမယ်ဆိုပြီးတော့မြန်တော့ကွာကျွန်တော်တင်းဒီကောင်ကကြာတယ်နော်နည်းနည်း skateboard အိုပြတော့မကြောက်ဘူးဒီ game ဆော့ဘူးလားတော့မသိဘူးကျွန်တော်ကတော့မဆော့ဘူးကျွန်တော်ကပထမဆုံးဆော့တာအေးသိမဒါကျွန်တော်ဝေါ်လာမသိခေါ်တယ်တော့နာဝေါ်ဖြစ်လာတယ်ငါတမျိုးတွေခိုင်းငါတမျိုးခိုင်းဆော့လာတာရိုးအီနေပြီရောင်ရေးကြံ့နေလားဝီးကြတော့အပြင်မှာဆိုကျွန်တော်လောက်ဆိုရင်သွားနိုင်မှာမဟုတ်ဘူးချောင်းနေပဲချိန်ပြီးတယ်ကွာဒီကောင်နဲ့မရိုင်းတာကွေးအဲ့လိုမျိုးခင်းဆော့လာတာကွာမင်းတို့ကဒါမရှင်းနဲ့သေသွားမယ်မရှိဘူးသားရဲ့မရှိဘူးတောင်းလာပါလေ混多少？俺阿伦就去了。阿伦就白鹭酒了。但是大公的阿里看他对应的。但是我那男的，တိုက်စီရမယ်ဟိုလိုအချောင်းလေးတွေနဲ့ခွေကြောအဲ့တော့ဆောင်းရမ်းကျန်းနေပြီဗျအာတီးပြီဗျဆောင်းရမ်းကျန်းနေဆိုတော့ငါရှက်တယ်ကွာမင်းကြွားလာပြီအဲ့လိုမျိုးကိန်းဆော့လာတာရောက်အေးမင်းတို့ငါ့ကိုလာမရှင်းနဲ့မင်းတို့ရှုံးသွားမင်းတို့ခွေးရှုံးမရှုံးသွားကြည့်ရငါဆော့လာတာရှူးအီတော့ဒီမှာကြိုက်တီးပြီကဘာရဒါကျွန်တော်တို့ဘလို့ဟောမလားဝင်တိုက်မိရလို့ခေါ်တယ်ဝင်တိုက်မိဟာရောင်မင်းတို့မဟုတ်သေးဘူးပေါ်ကနေမတက်တာပေါ်တက်တာငနူးတွေမှတက်တာကျွန်တော်ငနူးမဟုတ်တယ်ကျွန်တော်တက်ဘူးအပြားအဲ့လိုသွားတယ်ကြောရရှိရလူရှိရရှင်းမယ်ငါဒါမှမင်းတို့ရှိရနည်းနည်းခတ်တယ်လို့ထင်ရမယ်တကယ်တော့မခတ်ပါကျွန်တော်3ချက်ပဲခုံပြပါအောင်မရှိကြတော့နောက်လည်းပြီးအောင်ဆော့ပြလိုက်မှားခုံမယ်ကွာကြိုက်ွားလားတော့မသိအေးရောငါ့ကြောတက်ဝိုင်းတွေ့မယ်အကောင်မငါတော့နေချင်းကြောတက်ဝါตีมันดิฉันตัวมันตีเนี่ยตีมันคงอันหนูคงอ่ะဒီရစကိတ်ကိုဦးရတော်လေးခတ်တယ်နော်စောကြည့်မှာအားလည်းရှိမှတယောက်ကြံနေရကျွန်တော်ဘယ်ကြောင့်ဘေကွန်နဲ့များတယ်နော်ကျွန်တော်ဘယ်ဘေကွန်လဲမသိလာကွာအဲ့လိုခုန်ကြည့်မယ်ရောင်းလမ်းလိုလွန်လဲတီးပြီလမ်းလိုလွန်လဲဒါကျွန်တော်စကားနာမယ်နော်တီးတာတော့ဒီကဒါကွာလွန်လမ်းထပ်လုပ်ကြည့်မယ်အိုမရတော့ဥပကနေသွားမှာတီးအားချောင်းတော့မကောင်းပါဘူးကျွန်တော် skateboard pro ကြီးဗျာနော်ကျွန်တော်လည်း pro ကျွန်တော်ဟိုမှာ pro ရောရှိရ
အဲ့ pro ကကျွန်တော်ပြီးတော့ဆော့ကြည့်မယ်လားငါလဲကောင်းလိုက်တာကျွန်တော်ဘေးကွန်ကျွန်တော်တော်တော်ရောက်နေပြီကျွန်တော်စစ်ဆိုတော့ကျွန်တော်ဒီဘေးကွန်ကျွန်တော်ရှိမှတယောက်ပဲကျင်တော့တော် main ကလေးခဲဒီနေရာစောင့်ရမ်းခက်တယ်ဗျာလို့ဆော့တယ်လားဆော့တက်မှာပြီရောအိုးညကြရင်ခေါင်းကိုရိုက်မိရခွက်ဟာဒီကပြန်ဆော့အောင်ပါတကယ်နော်တကယ်အဲ့ဒါတော်ဆိုးတယ် စကိတ်အို ဒီဂိမ်းကဆော့ပြီးသွားတယ်ဆိုရင်လေဒါရှုံးကအစားနေပြန်ဆော့အောင်ချက်ပွိုင်းနေမနေမိတာလို့ရှိရင်အဲ့ဒါချက်ပွိုင်းဆိုတာတော့လာကွာမင်းတို့ကျုံးပြီလာကွာကျုံးပြီညာကျုံးပြီ ခပါရဲ့ကြည့်ရ ငါတော်လေးတင်းနေနော်မင်းတို့ကလေဟိုးငါ့ကိုကြောတက်သွားအများကြီးအဲ့လိုငါသိလို့မဖြစ်တော့အားရှိမှလူတွေများနေပြီတေးပြီမင်းတို့တေးဝါနဲ့ကွာမင်းတို့ကြော်တော့ဘာလဲကြာဖြုတ်မင်းတို့ပြန်ဖြုတ်မင်းတို့ငုံနေတော့တိုင်းဘုံဟာယောငါခုံနဲ့ခလုံးနေနေရလေကျွန်တော်တော်တော်တင်းဝိုင်းအဲ့ဒါကျွန်တော်တင်းတဲ့အနေနဲ့ကျွန်တော် share ပြုတ်တော့မယ်အမြန်အနည်းနဲ့ပဲသွားမယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့တော်လေးကိုကြည်အားနေဘာမဟုတ်တဲ့ဒီကလေးတောင်စော့တက်တဲ့နေရာမှာတော်တော်ကြာသေးပါအဲ့ကတ်သေးပါမယ်နော်ဟိုင်ပေါ်နေတော့မေးနေရလားယောငါ့ကိုကြော်တော့ဟာအကုန်လုံးอ่ะယောရေးသေးပြီနော်ယော10မိနစ်ပဲကြံတော့တဲ့ချိန်ရဒီကြော်စကားမများမဆော့မယ်ဟေ့ယောခုံးလုံးနှိမ့်နေရလေနားမလဲဘူးလားခုံဆိုခုံလိုက်ကဆိုကလိုက်ကြားလားဟေ့ယောသိမရပြီဟူးမှာဒါတော့အစီပါများတယ်ပရိုဝါဘလားကောင်ခတ်မလဲဒါကနုဝါလားမသိပါဆိုရင်နုဝါတော့တလောက်ခံပရိုဝါသွားလိုက်တော့ပရိုဝါတော့ပရိုဝါပြီးရင်ပါလေ difficult ဝါနာနှင်းတောင်အစီပါဟာသိမနဲ့တော်ဟိုကောင်မှကျွန်တော်သိတာပေါ့5 4 3 2 1လာအဲ့ဒီတေးကြတာကောင်းလားဥဆောင်မယ်မင်းတို့ဥဆောင်အဲ့ကျွန်တော်ပြောအဲ့ခုနဟိုကောင်မှကျွန်တော်တော်တော်ကျန်းနေတော့အဲ့ဒါပြောတာကြီးရမင်းတို့ငါ့ကိုလာမရှင်းနဲ့အကုန်လုံးကြော်တက်သွားမယ်ဟိုကောင်ငါတို့ပြန်ကြော်နေပြီရှေ့ပြီးတိုင်းရှေ့ပြီးအိုးဘယ်လိုသွားမှာတော့မင်းတို့ အဘွားလဲ ငါလုံးဝသိနေပြီလို့ငါမကြရုံနော်အေး တဲ့နေရာမှာလည်းတဲ့သူပြောတဲ့စကားတော့အဆောင်မညွန့်မလုပ်ဘူးတိတာဆောက်တဲ့နေရာမှာလည်းဒီနေ့ကြိုက်တဲ့လူကိုပွဲစားသွားဆောက်ပြောတယ်ပွဲစားလို့ပြောတယ်အဲ့တော့ပါတော့စကားပွဲစားလို့သူမကြိုက်ဘူးပေါ့နေအဲ့ဒါတော့ဘောကပြောရတယ်သူပြောတာလိုင်းရင်လည်းပါဆိုင်လို့လည်းကျွန်တော်ကပွဲစားတယ်လို့ပြောတယ်သွားရှိန်နဲ့သွားတာနော်ကျွန်တော်အတူမေးငါ့ဝင်တိုက်ပြီကွာကျေးဇူးပဲရမင်းငါ့ဝင်တိုက်ပါကောင်းဝင်တိုက်ပါကျွန်တော်သေးထင်သေးပါတရားလို့သေးပါဟိ
လို့မလို့ထားတာအဲ့မကြိုက်လို့ထားတာမျိုးရှိဘူးဟုတ်တယ်မလားသူတို့လည်းရင်းနေတယ်အဲ့ရတော့ ကျတော့ဆော့နေရမယ်စကားမရပါနဲ့ ဆိုတော့လူကမားလည်းချင်းချင်းနဲ့မှာတော့နေနေရှိတယ်တရားရောထောင်လာတော့ဘယ်မှာကြိုက်တယ်ဘာမှမကြဘူး တီသွားပြီစကားမရပါနဲ့ဆော့နေချာဒီနေ့လာဆော့ကြည့်ပါနော်ကျွန်တော်တော်ဆော့လို့ပေါ့နော်ကျွန်တော်ဟုတ်လားဒီလိုမျိုးဂိမ်းလေးတွေပဲဆော့ရတယ်နော်ကျွန်တော်ချာ brain ရောဂိမ်းတွေဆော့ကြည့်ကျွန်တော် ကျွန်တော်ပြောင်းပြန်နောက်ပြန်သွားနေရတာမသိဘူးနော်ကျွန်တော်ဒီညလာပြီးစားလိုက်တာမဟုတ်ဘူးမှန်တယ်အော်ကျွန်တော်ခုနဝေါ်ကိုပြလာတာကိုပြလို့မကော မကြီးရဲ့ တေးမယ် ကိုရဟူပေးသွားတာ ရဟိုပြတော့နိုင်တော့မရတော့အဲဒါမှကျစိတ်တော့မပူပါတော့ကျွန်တော်3မိနစ်ချိန်ကြည့်ရတယ်ဘောပေါက်ကျွန်တော်အဲ့ရဆိုင်ကိုပေါက်ပြိုင်မောင်းရတာရှော့ခေတေးသွားတယ်တော့ငါပဲဟာရဖားတော့ထားလီရောမလို့ဖားတော့အဲ့လိုမလုပ်နဲ့လေအဲ့မရရဒီကွက်ဟုတ်တယ်မလားဒီကွက်မလားဟာတေးသွားပြီဘယ်လိုသွားမှာငါအဲ့ဒါယူဟောထပ်တေးသွားပြီအဲ့လိုသွားတာကျွန်တော်ဒီဂိမ်းကြီးဆော့နေတာဟောဒါခုနကဆိုတာငါတောက်ချောက်သိနေရတာခါတိုင်းနဲ့ဆော့ပြန်မယ် စီပြီးတော့အေးပါရပြီစတေး20နဲ့ဆိုတော့ okay အိုးရောအကုန်လုံးကဘာနိုင်ကိုဒီရောက်ကြပါပြီဘာနိုင်ရောက်တော့ကျွန်တော်ပဲကြံပါတော့တယ်ကျွန်တော်ဖေးပေးဘူးလည်းမသိဘူးငါဘူးနဲ့ဘသူတူအော်ကျွန်တော်တူ ဟုတ်လေအဲ့ဘိုင်ဘာနေပြောထားလိုက်တော့ကျွန်တော်မယူဆက်လိုက် အားရဘာဖြစ်သွားလဲအော်ကျွန်တော်ဟဲ့ကျွန်တော်ဘယ်လိုဖြစ်လို့ pro ဟောသွားလိုက်တာတော့ escape off hair ပဲဆော့ပါမယ်ဆိုဘယ်လိုဖြစ်လို့ pro ဟောကျွန်တော်သွားလိုက်တာဟမ်အော်ကျွန်တော်ခုနကကျွန်တော်ဒီနေ့ဗီဒီယိုတက်လာပါနောက်ကျမှအကုန်လုံးပြည့်ကြပါမယ်အားလုံး bye bye